အိမ်မက်ခေါင်းခဏခဏမိုးတွေတက်တဲ့လူဆိုရင်တော့ဒီဗီဒီယိုကတင်းအတွက်ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ဒီဗီဒီယိုမှာတိတ်ခဏကိုကအရေးပေါ်ချက်ပေးနေတဲ့အကြောင်းအရာတွေအသက်အန္တရာယ်ဖြစ်သွားစေနိုင်တဲ့လက္ခဏာတွေခေါင်းမူခြင်းရဲ့နောက်ွယ်ကတကယ်အမှန်တရား၃ချက်ကိုရှင်းပြပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။လူအများစုကခေါင်းမူတာကိုလွယ်လွယ်လေးထိချပြီးမြဲတကယ်နဲ့ဒါကဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတာကိုတော့လူတရားမှာ69ယောက်ကလုံးဝသတိမထားမိကြပါဘူး။ပထမဆုံးခေါင်းခဏခဏမူရတဲ့လှုပ်ဝက်ချက်ကတော့အတွင်းနားတွေကအရေးများချေပျက်စီးခြင်းကြောင့်ပဲဖြစ်ပါတယ်။လူတွေရဲ့ခန္ဓာကိုယ်ရဲ့ဟန်ချက်ကိုထိန်းပေးနေတဲ့နားတဲ့စနစ်မှာပြဿနာရှိလာမယ်ဆိုရင်ကဘာကြီးတစ်ခုလုံးချာချာလဲသွားအောင်လဲဘိုးတွေတက်ပါတယ်ဒုတိယချက်ကတော့သွေးအားနေခြင်းသို့မဟုတ်ခန္ဓာကိုယ်ထဲမှာရေဓာတ်ခန်းလျှောက်သွားလို့လည်းဖြစ်နိုင်ပါတယ်ရေဓာတ်ခန်းလျှောက်သွားတဲ့အခါမှာအုံနောက်စီကိုအောက်ဆီဂျင်နဲ့သွေးလည်ပတ်မှုကမလုံလောက်တဲ့ပြဿနာတွေဖြစ်လာခြင်းကြောင့်လည်းခေါင်းကိုက်နိုင်ပါတယ်တတိယချက်ကတော့အာရှသားတွေအများဆုံးဖြစ်တဲ့အတန်သိသွေးတို့ယောဂနဲ့အုံနောက်သွေးကြောဆိုင်ရာပြဿနာတွေကြောင့်ပဲဖြစ်ပါတယ်သွေးပေါင်ချိန်ဇောတက်လာတဲ့အခါနဲ့သွေးကြောလေးတွေကျင်းလာတဲ့အခါမှာခေါင်းထဲမှာအုံထပြီးတော့ခဏခဏမိုးတွေနောက်ကျလာတာလည်းဖြစ်နိုင်ပါတယ်ဒါဆိုရင်ခေါင်းမူလာတဲ့အခါမှာဘာလို့လုပ်ရမလဲအရင်ဦးဆုံးကတော့ခေါင်းမူလာရင်ချက်ချင်းမထပါနဲ့အရင်ဆုံးညင်ညင်လေးထိုင်တာတွေဒါမှမဟုတ်လဲချတာမျိုးတွေကိုလုပ်ပြီးပါတနေ့ကိုရေ2လီတာထပ်ပို့ပြီးတော့ပုံမှန်တောက်ပြီးတော့ရေဓာတ်ဖြည့်ပြီးဖို့လည်းလိုပါတယ်အကြီးကြီးဆုံးအချက်ကတော့သွေးပေါင်ချိန်ကိုပုံမှန်တိုင်းတာပြီးတော့အစားနဲ့အငံဓာတ်တွေကိုအပြတ်လျှော့ချပြဖို့ပဲဖြစ်ပါတယ်ခေါင်းမူလာခန္ဓာကိုယ်ကနေပြီးတော့မိတ်ဆွေကိုပို့လိုက်တဲ့အရေးပေါ် message တစ်ခုလည်းဖြစ်နိုင်ပါတယ်ခေါင်းခဏခဏမိုးလေးရှိတဲ့တငယ်ချင်းတွေကိုလည်းဒီဗီဒီယိုကိုသူတို့မြင်အောင်စီပြီးတော့ report စီလုပ်ခဲ့ပေးဖို့ကိုလည်းတောင်းဆိုချင်ပါတယ်မိတ်ဆွေတို့လည်းတစ်ခါတလေခေါင်းမူတဲ့အခါမှာဘယ်လိုမျိုးဖြည့်ရှင်းလေးရှိတယ်ဆိုတာကို comment မှာဝေမျှပေးခဲ့လို့လည်းရပါတယ်ဆိုတော့နောက်ထပ်ကျန်းမာရေးဗဟုသုတတွေအတွက် medical vision ကို follow လုပ်ခဲ့ပေးဖို့အတွက်မမေ့ပါနဲ့